အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel မှာကြိုဆိုပါရခင်ဗျာဒီနေ့ကတော့ပါတော့ကျွန်တော် TikTok ပေါ်မှာနာမည်ကြီးနေတဲ့စီလီများကိုကျွန်တော်ဒီနေ့ရေးရှင်းလို့တက်ဖြစ်ပါတယ်ကြိုရည်လိုက်ကြည့်အောင် let's go Blue 你八杠你这边就要在呗，要在呗啊！เอาไปเลย တကယ်ဦးချိုစတိုင်းပဲနော် မင်းတို့ငါ့ကိုကြောက်ပြီလားလို့မင်းတို့ဖြစ်နေပြီရောတဲ့မင်းငါ့ကိုတရားသတ်တာတရားမသတ်ရင်ဘာရမင်းတွေသိအားနေကြီးတဲ့ကောင်ဆိုတော့မင်းသိလာလိမ့်မယ်အဲ့မှာတဲ့အဲ့မှာကြောက်ကြဗျာအဲ့ဒီဦးချိုအဲ့ဒီဦးရှေ့ရှေ့လိုက် ဘာပဲကောင်းမဟုတ်ဘူးခမရလေးယောက်ျားဆိုတန်းတလေးယူလိုက်စမ်းပါခမရလေးကျုံနေကြီးတောင်ကြီးရှင်းပြင်းမယ်ကြိုက်တယ်ပါရီယာအဲ့ဒီတတိကိုကြိုက်တာတော်မိုက်နေနော်ဒါတကယ်ဦးချိုစတိုင်းပဲနော်အဖေစီနာနားမလည်ဘူးလားကွာကားနာမှာအဖေနေခြင်းနဲ့ဆိုတာကားဘဝတစ်ခုလုံးလုံညုံသွားအောင်အဖေနောက်ဆုံးထွက်တဲ့ကြီးကိုစောင့်ရှောက်ပေးခြင်းလားကွာဒါအတွက်အလိုအဆုံးအဖေဆိုရဲအဖေတက်ကြီးကိုပေးခြင်းလားတို့ပြရပါရဲ့နော်ဒါပဲချင်းကြီးကိုနားလည်မှုတွေလွဲနေဥပမာလည်းတားရဲ့ဘာမှမလို့ခြင်းဘူးဒါတွေလည်းမလို့ခြင်းဘူးရိုက်နေတော့ဟမ်ဘာတွေလုံးသူ့တော့ကမှလေ350တယ်မှာ surprise တယ်ဩ तू ကငယ်သေးတယ်ငယ်သေးလို့အမယူစားထားဖို့မပေးသေးတာသိတာအခုမှစစ်စစ်နဲ့ပဲဆိုတော့လေငယ်သေးလို့ပါဒါပေမဲ့လေမင်းတို့လည်းရောက်မှမျိုးရှာပြကြီးပြလာပါကျန်တယ်ငါတော့哎呀，干了干了。ကတော့ဘာနာမည်ကြီးနေတဲ့စီလီများကိုကျွန်တော်ဒီနေ့ရေရှင်းလို့သွားရှင်းဖြစ်ပါတယ်ကျွန်တော် YouTube channel ကိုလည်းအားပေးကြပါအောင်လို့ကျွန်တော်ဒီချက်ပို့ပြီးစူးစမ်းပါမယ်လို့ကျွန်တော်ကတိရပါတယ် bye bye